တဲပြင်အောက်မှာဘာမှမရှိဘူးလို့ထင်နေရင်မှားသွားနိုင်ပါတယ်အဲ့ဒီနေရာကလူတွေကိုအသက်ရှင်လျက်နဲ့မျိုးချနေခဲ့တာပါအမျိုးသမီးတစ်ယောက်ကသူ့အိမ်မွေးခွေးနဲ့ကမ်းခြေမှာလက်လျှောက်နေတော့ခွေးကရုတ်တရက်အော်ဟစ်တတိပေးလာပါတယ်ဒါပေမဲ့သူမကဘာအနေရရှိနေမှန်းမသိသေးခင်မှာပဲခြေထောက်ကတဲတဲကိုတဖြည်းဖြည်းနှိမ့်ဝင်သွားပါတော့တယ်အကုံယုံပေမဲ့မလွတ်နိုင်တော့ပဲအနာကလူတစ်ယောက်ကလည်းကြောက်လန့်လွန်းလို့မကူညီရဲခဲ့ပါဘူးနောက်ဆုံးတော့ခွေးလေးကသူ့တခင်ကိုမျက်စိရှိတင်ဆုံးရှုံးလိုက်ရပြီးအကူအညီတောင်းတန်ကြလို့လုံခြုံရေးဝန်ထမ်းရောက်လာတဲ့အချိန်မှာတော့အမျိုးသမီးကတဲအောက်ထဲကိုလုံးဝပျောက်ကွယ်သွားခဲ့ပါပြီးရဲတွေအပြင်းထန်ရှာဖွေပေမဲ့တက်တေတစ်ခုတောင်မတွေ့ခဲ့ပါဘူးတိတ်မကြခင်သူမရဲ့သမီးရောက်လာပြီးအိမ်မွေးခွေးကိုဖက်ကငိုကြွေးနေချိန်မှာလုံခြုံရေးဝန်ထမ်းကလည်းသူမကိုမကယ်နိုင်ခဲ့တာအတွက်ကိုအပြစ်တင်နေခဲ့ပါတယ်အဲ့ဒီနေ့မှာပဲဖြစ်စဉ်အားလုံးကိုမြင်ခဲ့တဲ့အဖွားအိုတယောက်ကသမီးဖြစ်သူကိုအမှန်တရားပြောပြလိုက်တာကြောင့်တဲအောက်မှာထူးဆန်းတဲ့အရာတစ်ခုရှိနေတယ်ဆိုတာသူမယုံကြည်သွားပါတယ်။ဒါကြောင့်အမှန်တရားကိုဖော်ထုတ်ဖို့ဆုံးဖြတ်လိုက်ပေမဲ့နောက်တစ်ညမှာတော့လုံခြုံရေးဝန်ထမ်းရဲ့ချစ်သူလည်းအဲ့ဒီတဲပြင်ပေါ်ကနေပျောက်ဆုံးသွားပြန်ပါတယ်။မနေ့ရောက်တော့သူမရဲ့အုပ်ထုပ်ပဲကြံခဲ့ပြီးနောက်ထပ်ကြောက်စရာဖြစ်ရတစ်ခုထပ်ဖြစ်ပြန်တာကိုအားလုံးနားလည်လိုက်ကြပါတယ်။ရဲတွေတဲကိုတူးဖော်စစ်ဆေးတဲ့အချိန်ရုတ်တရက်တွေ့လိုက်ရတဲ့အရာကလူတိုင်းကိုတုံ့လှုပ်သွားစေခဲ့ပါတယ်။အဲ့ဒါကလူတစ်ယောက်ရဲ့မျက်လုံးဖြစ်နေခဲ့တာပါ။ဒီအမှုကိုတာဝန်ယူစုံစမ်းတဲ့ရဲအရာရှိကစက်ကရိယာတွေနဲ့စစ်ဆေးပေမဲ့ဘာသက်ရှိမှမတွေ့ခဲ့ပါဘူး။ဒါပေမဲ့နောက်တစ်စက္ကန့်အကြာမှာပဲမမြင်ရတဲ့အနေရကသူ့ကိုတဲအောက်ထဲဆွဲခေါ်သွားလိုက်ပါတယ်။နောက်နေ့မှာတော့သူ့ဇနီးကပျောက်ဆုံးကြောင်းတိုင်ချက်ဖွင့်ပြီးရဲတွေလိုက်ရှာနေချိန်ရုတ်တရက်မြောင်းပေါက်ထဲကနေအရာရှိပြန်ပေါ်လာပါတယ်။ဒါပေမဲ့ဖြစ်ခဲ့တာကိုမေးလို့မရတော့ပါဘူးသူကအသက်မရှိတော့ပါဘူးအဲ့ဒီနောက်ကမ်းခြေတစ်ခုလုံးကိုပိတ်လိုက်ပေမဲ့ပျောက်ဆုံးသွားတဲ့အမျိုးသမီးရဲ့သမီးကတော့လက်မလျှော့ခဲ့ပါဘူးအတန်တန်ကြားလို့လိုက်သွားရင်းလှုပ်ဝက်ကူတစ်ခုကိုတွေ့ခဲ့ပြီးရုတ်တရက်အပေါ်ကနေအလောင်းတလောင်းပြုတ်ကျလာတာကြောင့်အားလုံးပုံမထိတ်လန့်သွားပါတယ်ရဲတွေကကူထဲမှာကင်မရာတွေတက်ဆင်ပြီးစောင့်ကြည့်ကထောင်ချောက်တွေလည်းပြင်ဆင်ထားခဲ့ပါတယ်အချိန်အတော်ကြာပြီးနောက်ကင်မရာထဲမှာဖမ်းမိတဲ့အရာကတော့လူတိုင်းမထင်ထားတဲ့တာဆာပင်ကြီးတစ်ပင်ဖြစ်နေခဲ့တာပါချက်ချင်းပဲဖောက်ခွဲရေးပစ္စည်းကိုဖွင့်လိုက်ရာအင်အားပြင်းပောက်ကွဲမှုနဲ့တူအဲ့ဒီအနေရကြီးလည်းအဆုံးသတ်သွားခဲ့ပါတယ်ဒီလိုမထင်မှတ်ထားတဲ့စကားတွေကိုစက်ကြည့်ခြင်းရင် Zen Fashion ကို follow လုပ်ထားပြီးဒီကားကိုကြည့်ဘူးရင်မင်းအမြင်ကို comment မှာပြောခဲ့ပါ